ပဋ္ဌာန်းဆိုတာကအလွန်ကျယ်ပြန့်ပြီးတော့ကြီးမားလှတဲ့အတိုင်းအတာရှိတဲ့ဉာဏ်ကြီးတစ်ခုပါဒီကနေ့မြန်မာနိုင်ငံမှာထိုအရပ်ဒေသမှာအတ္တမစဲပဋ္ဌာန်းပွဲများကျင်းပပြီးတော့ပဋ္ဌာန်းပါဠိတော်ကြီးတွေကိုရွတ်ဖတ်ပူဇော်နေကြတာဖြစ်သောကြောင့်ပဋ္ဌာန်းကျမ်းလာပါဠိနဲ့ပတ်သက်ပြီးကြာဘူးနာဝရှိနေကြတယ်ပဋ္ဌာန်း24ပစ္စည်းဆိုတာကလည်းတော်တော်များများသိပြီးတော့နေကြတယ်ဟေတုပစ္စယောအာရမဏပစ္စယောစသည်ဖြင့်လူတိုင်းလောက်နီးနီးမြန်မာနိုင်ငံမှာပဋ္ဌာန်း24ပစ္စည်းအကျဉ်းလောက်ကိုတော့သိနေကြ